ရင်ကျမတို့ကတခြားနိုင်ငံ case တွေ government structure တွေကိုတော့အန်အော်တကြီးလေးလာမိနေပေမဲ့ကိုယ်နိုင်ငံအရေးကိုတော့လေ့လာဖို့မေ့နေတတ်တယ်။ဒါလေးလည်းမသိချင်လို့မေ့ထားမိတာလည်းဖြစ်နေတတ်ပါတယ်။ဗီဒီယိုကတက္ကသိုလ်ကျောင်းသူကျောင်းသားတိုင်းအတွက်အဖြေတစ်ခုဖြစ်တယ်လို့ကျောင်းတော်ကဂျူနီယာမောင်လေးမေးလေးရှိတယ်မေးခွန်းရဲ့အဖြေလေးဖြစ်ပါတယ်။ကျမအဆဆမရှာခင်ကျမရွေးလိုက်တဲ့ topic ဒါမှမဟုတ်ကြားလာတဲ့ topic ပေါ်မှာကျမဘယ်လောက်သိလဲပြန်မေးလေးရှိတယ်။သိတယ်ဆိုတော့သိတဲ့လောက်ပေါ့မသိတော့လဲ it doesn't matter ပေါ့ရှာမယ်လေးခုဆိုတဲ့ mindset ရှိတယ်။နောက်တစ်ချက်ကကျမရဲ့မလျှော့တော့ standard ကစာရှာရင်အနေနဲ့ဆုံးပိုင်းဒီရှာလေးရှိတယ်။ပြီးမှ topic နဲ့ဆိုင်တဲ့ relative ဖြစ်တဲ့ data and point တွေကိုစီးလေးရှိတယ်။တခါတလေမှာကျမတို့အနေနဲ့ article တစ်ခု content တစ်ခုပေါ်မူတည်ပြီးပဲဆုံးဖြတ်လို့မရအောင်တစ်ဖက်သက်အမြင်နဲ့တစ်ဖက်သက်ဆန်သွားတတ်တယ်။ article ကိုထုတ်ဝေသူဖြစ်ဖြစ်ရေးသားသူဖြစ်ဖြစ်အကုန်လုံးမှာသူအားတန်ရနဲ့သူ့အမြင်ကိုဖော်ပြလေးရှိကြတာမို့ကိုကလည်းအဲ့ဒါကိုထည့်တွက်ထားရမယ်။ဥပမာတစ်ခုအနေနဲ့ရှင်းတွဲပြောဆိုရမယ်ဆိုရင်ကျမတို့အားရမှာ presentation အတွက်အပိုင်းတွေခွဲတော့မြန်မာနိုင်ငံရဲ့1990အထွေထွေရွေးကောက်ပွဲအပိုင်းကိုကျမကယူရတယ်ပေါ့။အမှန်တိုင်းပြောရရင်ကျမတို့ကတခြားနိုင်ငံရဲ့ case တွေ government structure တွေကိုတော့အန်အော်တကြီးလေးလာမိနေပေမဲ့ကိုယ်နိုင်ငံအရေးကိုတော့လေ့လာဖို့မေ့နေတတ်တယ်။ဒါလေးလည်းမသိချင်လို့မေ့ထားမိတာလည်းဖြစ်နေတတ်ပါတယ်။ဒါပေမဲ့ကျမတကယ်မသိတာပါ။ Okay ဆိုတော့ကျမ it doesn't matter ဆိုတဲ့အတိုင်းစာဖတ်တော့တာပဲ။ပထမ textbook ကိုဖတ်ကြည့်ရဲနောက်တစ်ခုကစန့်ကျင်မဲ့ပါတီရဲ့မှတ်တမ်းကိုလေ့လာတယ်။ကျမအစင်တိုင်းစီလိုက်တယ်။အဲ့မှာကွာချက်တွေတွေ့လာပြီပေါ့။ကျမ international မှတ်တမ်းတွေနဲ့ဆက်ပြီးတော့တိုက်ယူတယ်။နောက်ဆုံးကတော့စာတွေ့လဲလေ့လာထားသလိုအပြင်နဲ့လဲချိတ်ဆက်မိအောင်အဲ့ဒီအချိန်ပိုင်းတုန်းကအကြောင်းအရာတွေကိုကောင်းကောင်းသိလောက်မဲ့သူတွေနဲ့စကားပြောတယ်။ကျမသိချင်တဲ့မိခွန်းတွေမေးတယ်။ confirm လုပ်စရာရှိတဲ့ information တွေကို confirm လုပ်တယ်။ဒါကကျမရဲ့အကြီးမားဆုံးအားသာချက်ပဲ။အဓိကပေးချင်တဲ့ message ကတော့ကျမတို့စာရှာရမှာ information စုဆောင်းရမှာဒီ topic အပေါ်မှာစိတ်ဝင်စားမှုကိုယ့်ရဲ့သိချင်စိတ်နဲ့ audience ကို filter genuine information ပေးချင်တဲ့စိတ်ကိုလှုံ့ဆော်ထားဖို့လိုအပ်ပါတယ်။တစ်ခုက team နဲ့အလုပ်လုပ်ရတော့ကျမတို့သိပြီးသား knowledge တွေကိုအပြန်အလှန်ဆွေးနွေးရမှာ open ဖြစ်နေဖို့လိုပြီးတော့ good listener တယောက်ဖြစ်နေဖို့လိုအပ်ပါတယ်။အများစုရဲ့အားနည်းချက်က reason မျိုးစုံနဲ့ key information ဖြစ်နေတတ်ပါတယ်။ junior မောင်လေးရဲ့မိခွန်းကိုအဖြေပြန်ပေးရရင်တော့ research တစ်ခုလုပ်ရင်ဒီနည်းလမ်းတွေအတိုင်းလုပ်ကြည့်ပါ။အစပိုင်းတော့အချိန်ယူရပါတယ်။အမအနေနဲ့ IR major ပါလဲဆိုတာကိုဒီတိုင်းပြောလိုက်ဖို့တဲ့သိချင်တဲ့အရာအားလုံးတွေရှာဖို့နည်းလမ်းကိုပဲပို့ပေးချင်ပါတယ်။ IR ဘာသာရေးနဲ့ပတ်သက်ပြီးစာတွေ့လေ့လာပြီးသွားရင်လက်တွေ့အနေနဲ့မေးချင်တာသိချင်တာရှိရင်လာမေးလို့ရပါတယ်ရှင်။